ပကန်းကိုစီးရဲတဲ့စပိန်ကမွဲတွေစီရောင်းချဖို့စီစဉ်ခဲ့ဘူးတဲ့နီးပြကြီးဖဖအားလုံးပဲမင်္ဂလာပါမော်ဆီယာနံပါတ်1 online agent မှာကြိုးဆိုပါရစေမင်္ဂလာရှိသောနေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ပါစေကြောင်းဥစွာပထမဆုတောင်းမြတ်တာပို့သလိုက်ပါတယ်ဘောလုံးကောင်ဖွင့်ကစားလို့ပါကမော်ဆီယာနံပါတ်1 agent တို့လာရောက်စော်ကစားနိုင်မှာကြောင်းသတင်းကောင်းပါရပါတယ်အားကစားသတင်းများခံမှန်းချက်များနေ့စဉ်တင်ဆက်ပေးနေပါတယ်အကောင့်လေးကိုလည်း like and follow ပြုလုပ်ထားဖို့မြတ်တာရက်ခံလိုက်ပြစီခင်ဗျာဒီပြပကံအခုလက်ရှိအင်တာမိုင်ယာမီအသင်းရဲ့ပူးရဲပိုင်ရှင်တယောက်ဖြစ်နေပါပြီဖီဖာရဲ့အချက်တော့တားတော်မောင်မက်ဆီကိုလည်းရအောင်ခေါ်ယူထားနိုင်ခဲ့သလိုမိနစ်ကရာသီမှာဆိုရင်လည်းသူ့ရဲ့အင်တာမိုင်ယာမီအသင်းကဖီဖာမွေးသားသားရဲ့အစွမ်းအစနဲ့အတူမေဂျာလိစူဖလာကိုရယူနိုင်ခဲ့ပါတယ်။ပကံကစားသမားဘဝတုန်းကမန်ချက်စတာယူနိုက်တက်အသင်းရဲ့ကွင်းလယ်ဖန်တီးရှင်တယောက်ဖြစ်ခဲ့ပါတယ်။သူကအရန်ကောင်းလွန်းတဲ့ကစားသမားတစ်ယောက်ဖြစ်တာကြောင့်သူ့ကိုခေါ်ယူခြင်းနဲ့အသင်းတွေဆိုတာကလည်းအင်မတန်မှများပြားလွန်းပါတယ်။ဒီထဲမှာအနူလက်နဲ့ရွှေကတ်ကိုတက်မှန်းနေတဲ့စပိန်ငမွဲအသင်းကလည်းပါဝင်နေပြန်သေးပါတယ်။ဒီကြောင့်ညာကတော့ဒေးဗစ်ပကံတယောက်ကအခုလိုပြောပြခဲ့တာလည်းဖြစ်ပါတယ်။စပိန်မှာကျွန်တော်အနှစ်သာရဆုံးအသင်းကအမြဲတမ်းစပိန်တတိအသင်းပဲဖြစ်နေခဲ့ရတာပါ။ကြီးစရာကောင်းတာတစ်ခုကမန်ချက်စတာယူနိုက်တက်အသင်းကတကယ်တော့ကျွန်တော်ကိုစပိန်ငမွဲတွေစီကိုရောင်းချခဲ့တာပါ။ကျွန်တော်မိသားစုနဲ့အတူအားလည်းရဲ့အပန်းဖြေခီထွက်နေတော့ယူနိုက်တက်အသင်းရဲ့ဒရိုက်တာတွေကဖုံးဆက်ပြီးကျွန်တော်ကိုရောင်းချဖို့အတွက်စပိန်ငမွဲတွေရဲ့ကန့်လန့်ချက်ကိုသူတို့ကလက်ခံလိုက်ပြီလို့ပြောဆိုခဲ့ပါတယ်။အဲ့ဒီချိန်မှာကျွန်တော်သူတို့ကိုပြန်ပြောခဲ့တဲ့အရာတစ်ခုကတော့တကယ်လို့ခင်ဗျားတို့ကျွန်တော်ကိုရောင်းချင်နေဆိုရင်တော့ကျွန်တော်သွားချင်တဲ့စပိန်ကလပ်ကတစ်ခုပဲရှိပါတယ်။အဲ့ဒါကတော့စပိန်တတိအသင်းပါပဲလို့ဘက်ခန်းကပြောဆိုခဲ့တာလေးဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီကလပ်မှာကစားရဖို့ကျွန်တော်အမြဲတမ်းအိမ်မက်ဖြစ်ခဲ့လို့ပါ။တရက်ခွဲအတွင်းမှာလည်းအရာအလုံးကအဆင်ပြေသွားခဲ့ပါတယ်လို့ဘက်ခန်းကပြောဆိုခဲ့တာလေးဖြစ်ပါတယ်။အခါအဲ့ဒီတုန်းကစပိန်ငမွဲကိုမပြောင်းဘဲသူအားပေးတဲ့စပိန်တတိကိုပဲရွေးချယ်ခဲ့တာပါ။ဒါကြောင့်လည်းသူကရီယယ်မက်ဒရစ်ရဲ့နာမည်ကျော်ကျဲစင်စုခေတ်မှာအဓိကကစားသမားတအူဖြစ်လာခဲ့ရတာလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။နောက်နေ့ဒီမှာလည်းအားကစားနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ channel လေးကို like and follow ပြီးလုပ်ခဲ့ကြဖို့တောင်းဆိုချင်ပါတယ်။အဆုံးထိနားကြပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ။